ဒီဌာနကိုဥဆောင်နေရတဲ့ဝင်ကြီးတယောက်အနေနဲ့လက်ရှိမှာပေါ့နော်မိုးရသည်မှာရက်စစ်မီရရှိဖို့အတွက်ဘယ်လိုမျိုးစီမံဆောင်ရွက်မှုတွေလှုပ်ဆောင်နေတဲ့လုပ်ငန်းစဉ်တွေထားရှိထားလဲဆိုတော့ပြပြပေးပါအောင်ရှင်ပူလိုက်တဲ့ချိန်ကျပြည်သူလူထုရဲ့လက်စစ်သုံးဆက်မှုကမြင့်လာတဲ့ခါကျတော့ဒီဘက်ကလည်းမပေးနိုင်ဘူးဟောပြည်သူလူထုကလည်းသုံးချိန်တယ်အဲ့ခါကျတော့သူတို့ကဘာလုပ်လဲဆိုတော့အချိန်ပိုင်းကြီးဒါကဖြတ်ပေးရဝင်ရလျှော့တယ်ပေါ့နော်အဲ့တော့လျှော့လိုက်တဲ့ခါကျတော့သူတို့ကပြန်ပြီးတော့မီးလာပြီးဟေးဆိုသူကတခါတည်းဒီပိုင်းနဲ့သုံးကြတာပေါ့ဒါသဘာဝကြတယ်သူကဘီကိုဖြတ်ထားတာသုံးလိုက်တဲ့အချိန်မှာတခါတည်းနဲ့အဲ့အချိန်မှာလုတ်ကတခါတည်း starting လုတ်ကတားတက်လာတဲ့ခါကျတော့ရှင်ခုနဝင်အားကမနိုင်မနှင်းဖြစ်နေရတဲ့ဝင်အားကြီးမှာအပိုဝင်အားတက်သွားအဲ့လိုတက်သွားပြီဆိုရင်ဘာဖြစ်လဲဆိုတော့အဲ့ဒီဓာတ်လိုင်းကြီးတစ်လျှောက်မှာတွေ့တန်းသားတဲ့ဓာတ်လိုင်းစနစ်ကြီးတစ်ခုကပျက်စီးတော့မှာအဲ့မပျက်စီးအောင်လို့ဖြုတ်ချပလိုက် breaker တွေကအဲ့ဒါ system breakdown ဆိုဖြစ်တယ်အဲ့ကောင် black out ဖြစ်သွားတယ်တနိုင်ငံလုံးဖြစ်တာအဲ့ဒါမျိုးကတကယ်တမ်းကျကြုံရမှာပေါ့မရှိဘူးတရားမဲ့မြန်မာနိုင်ငံအနေနဲ့ဒီလိုမျိုးကြုံတွေ့နေတာအဲ့ဒါဒါကလုံလုံလောက်မထုတ်နိုင်တာတခုပါတယ်ဟိုထူးခြားဖြစ်စေနေတယ်အခုဆိုရင်ဖြစ်စည်းခံတယ်အဲ့တော့ဒီနေ့တကယ်လို့လားဒီဓာတ်တရားဖြစ်စည်းမခံရဘူးဆိုရင်ဒီချိန်အခုပြီးခဲ့တဲ့ဒီຫນွေမှာဒီတဲ့အများကြီးဓာတ်ကိုပို့ပေးနိုင်ဥပမာပေးနိုင်ဖြစ်အဲ့တော့ဒီမိုးတင်ကြရင်ဘယ်လိုအစီအမံလေးလဲဆိုတော့ဝင်းကြီးဌာနတွေကအစီအမံတွေလုပ်ထားတယ်အဲ့နံပါတ်1ကတော့ဒီ line တစ်လျှောက်လိုအပ်တဲ့ရှင်းလင်းမှုတွေလုပ်တာပေါ့နော်နောက်ပြီးတော့ဓာတ်ခွဲရုံတွေကြက်ခံရေးလုပ်တယ်ဓာတ်ခွဲရုံတွေက transformer တွေကိုတေချာကြက်ခံရေးလုပ်ခိုင်းမယ်ဒီဓာတ်လိုင်းတွေကိုတန်ရှင်းလုပ်မယ်နောက်တစ်ခါကျဒီစက်ရုံတွေကြက်ခံရေးတွေတေချာလုပ်ကြပါဒီလိုဆောင်ရွက်ခိုင်းတာလေတစ်ဖက်ကလည်းပဲပြည်သူလူထုဟိုဖြန့်ဖြူးတဲ့နေရာမှာဓာတ်လေလွှင့်မှုတွေရှိဓာတ်လေလွှင့်မှုတွေရှိတဲ့ခါကျတော့ဒီတူးချင်းကနေပြီးတော့အိမ်မှာဆိုရင်မလို့ရင်မိပိတ်ထားဒါပေမဲ့သုံးတဲ့ခါကျတော့အသုံးနဲ့အဖြိုးရှိတယ်များသုံးစီခြင်းတယ်ပြုံးတိမှုကတော့မကောင်းမရတဲ့လူကမရဘူးလေအဲ့တော့ဓာတ်အုပ်လည်းဒီတိုင်းပဲမတမာမှုနဲ့သုံးဆွဲတဲ့ခါကျတော့ပေးတော့ပေးလိုက်တယ်ဓာတ်ပေးကားပေးကြီးမရတဲ့လူကမရသေးဘူးဖြစ်တယ်ဒီဂျားပါဒီမတမာမှုနဲ့ယူလိုက်တာတွေအများကြီးပဲအဲ့နဲ့ပတ်သက်ရင်တော့ကျွန်တော်အနေနဲ့ဝန်ထမ်းတွေကိုလည်းတက်တက်မတ်မတ်ပြောထားပြီးပါပြီသူတို့ကိုလည်းဒါမျိုးတွေ့ရင်တော့ရေးယူမှာခွင့်မလုပ်ဘူးအဲ့တော့တစ်ဖက်ကလည်းပဲပြည်သူလူထုအနေနဲ့လည်းခုနပူပေါင်းဆောင်ရွက်မှုဆိုအဲ့ဘယ်သူအားဖြစ်ဘယ်အဖွဲ့အစည်းအားဖြစ်ဘယ်နေရာမှာဒီဟာကိုတရားမဝင်ဘူးတုံးနေပါလေဆိုရင်သတင်းပို့ပါ